လာရလားလာရင်ကြိုက်တယ်ဆိုရင်ဗီဒီယိုဖိုင်ဆုံးလေးထိကြည့်သွားနော် client အတွက်ပါပိတ်စာလေးအရင်ရှာဝဲပါတယ်ခြိသားအေးလေးတွေပေါ့နော်ပြီးတော့မူအေးနဲ့ဒီနေ့ကတင်တဲ့ပိတ်ရက်ဆိုတော့ပတ်တန်လေးဆွဲပါတယ်ပြီးတော့ပိတ်စာညက်တယ်ညက်က client အတွက်အထည်တွေချုပ်ပြီးဆိုလို့ရှိရင်တင်တဲ့ပိတ်ရက်မှာပဲအေးစစ်စိတ်ကူးလေးယူပြီးတော့မှကိုကအလှဆုံးလေးပုံဖော်ဖန်တီးပြီးတော့မှအေးစစ်လေးချုပ်ပြီးဖြစ်ပါတယ်တင်တဲ့ဖွင့်ရက်ဒီဆိုရင်တော့စာတင်နေရတယ်ဆိုတော့ဒီစိတ်ကူးမရင်နိုင်ဘူးပေါ့နော်အဲ့အတွက်အထည်တွေကိုတင်တဲ့ဖွင့်ရက်ဆိုလုံးဝမကင်ပါဘူးတင်တဲ့ပိတ်ရက်မှာအေးလူအေးစစ်ပြေးခြင်းနဲ့ကိုလိုချင်တဲ့ပုံစံလေးကိုတေချာလေးချုပ်ယူပါတယ် client ကိုအကောင်းဆုံးပေးခြင်းနဲ့ဆန္ဒလေးပေါ့နော်ကဲဒါအင်ကြီးလေးကတော့ချုပ်ပြီးသွားပြီဆိုတော့စကတ်လေးတွေထပ်ပြီးတော့ညက်ပါတယ်စကတ်ကအောက်နားကရေလိုင်းလိုလေးဖြတ်ထားပြီးတော့မှအမိတ်ကြီးလေးကျိုးလေးတွေချမှာဖြစ်တဲ့အတွက်ဒီချီလုံးလေးတွေမှာလိုက်တယ်မှာပြီးတော့မှကျိုးလေးတွေကိုစိတ်ကြိုက်အပင်ကြီးကိုယူပြီးတော့မှဖြတ်တယ်ဖြတ်ပြီးတော့စကတ်အောက်နားကဖြတ်ထုတ်ထားတဲ့ပတ်တန်ပေါ်မှာတင်ပြီးတော့မှဖြည်းဖြည်းချင်းစီတေချာလေးစီပြီးတော့မှထိန်းပြီးတော့သူ့ပတ်တန်အရှိတိုင်းကိုတေချာယူပြီးတော့ဖြတ်ထုတ်ယူပါတယ်တေချာလေးတွေလိုက်ပြီးတော့မှဒီမှာစီလိုက်တယ်ပေါ့နော်အပေါ်မှာမရှိတော့အောင်တစ်ကလေးနဲ့ထိန်းထားတယ်အောက်မှာလည်းနည်းနည်းရှိလေးပို့ယူထားတယ်ဘာကြောင့်လဲဆိုရင်ပြီးမှဒါကိုညှိယူမှာဖြစ်တဲ့အတွက်လူပို့ပေါ့နော်အဲ့တော့အလိုလေးလုပ်ပြီးသွားပြီဆိုရင်ပိတ်စကြားတဲ့ညက်ပြီးတော့မှကျူးတွေပြုတ်မထွက်အောင်တေချာလေးချုပ်ပါတယ်ချုပ်ချောင်းကို2ခါ3ခါပြန်နေယူပါတယ်ပြုတ်ထွက်မသွားအောင်လို့ပေါ့နော်တေချာလေးငုံချုပ်တယ်ချုပ်ပြီးသွားရင်ဒီလိုပုံစံလေးရလာပြီပေါ့နော်အဲ့တော့ဒါလေးဆိုရင်ဒီတိုင်းချတိုင်းရှုပ်ရှက်ခတ်နေတဲ့အတွက်မြက်ကဂျူးလေးတွေကိုအလိုက်တင်လေးသူ့အုပ်စုလေးနဲ့သူကြည့်ယူလိုက်ပါတယ်ဒါဆိုရင်ခြေသားပြော့လေးနဲ့ weight လေးနဲ့ဆိုတော့လှသွားတာပေါ့နော်ပြီးတော့အင်ကြီးလေးကိုခြိပန်းထိုးပါတယ်ခြိပန်းထိုးပြီးသွားတော့အင်ကြီးလေးကဒီလိုလေးပေါ့နော်ခြိပန်းထိုးတယ်ဒီဘေးမှာဒီကျိုးချီထားတဲ့ဒီဇိုင်းလေးကဒီအပေါ်ကအစလေးက bus လိုပုံစံမျိုးလေးထည့်ထားတာကြောင့်မို့လို့သူ့ကိုဘေးချုပ်စားတဲ့ကကျိုးလေးနဲ့ထိန်းထားပြီးတော့မှ Q type ဖြစ်အောင်အလှဆင်ထားတယ်ပေါ့နော်အဲ့တော့ဂျယ်သီးလေးကလည်းဒီမှာဂျယ်သီးပေါက်ကဂျယ်သီးပေါက်ခွင်းပေါက်လှည့်ထားတာမဟုတ်ဘဲနဲ့ချုပ်ချောင်းချားထဲမှာဂျယ်သီးပေါက်ချန်ခဲ့တယ်တတရက်ကလေးဖြစ်အောင်လို့ပေါ့နော်အင်းကြီးကတော့ဒီလိုပုံစံလေးဒါကအတွင်းထဲမှာဆိုရင်ဒါရှေ့ချမ်းကနှစ်ထပ်ပုံစံလေးပေါ့နော်အတွင်းထဲကတစ်ထပ်အပေါ်က vase လိုပုံစံမျိုးလေးတစ်ထပ်အဲ့တော့ဒီအင်းကြီးဒီဇိုင်းလေးကတော့မြက်က Pinterest ကနေပြီးတော့မှဒီဇိုင်းလေးကိုကြည့်ပြီးတော့နင်းမိညံထားပါတယ်ကဲအင်းကြီးလေးပြီးသွားပြီအင်ကြီးလေးကဖြူလွှတ်လေးနဲ့အပြင်မှာပုံလို့လာတယ်ပေါ့နော်ခြေသားလေးကလည်းပပအီလေးရေတရီလျှော်လိုက်ရင်ထပ်ပြီးတော့ဒီထပ်ပို့ပြီးပျော့လေးနဲ့အရန်ဝင်းလို့ကောင်းပါပါအဲ့တော့ blouse ပုံစံပေါ့နော် client ကိုတိုင်းလေးနဲ့ချုပ်ပြီးထားတယ်ကဲဒီမှာကြည့်ပြီးသွားတဲ့ဂျိုးလေးတွေကလည်းခြေဂျိုးလေးဖြစ်တဲ့အတွက်ပျော့လေးနဲ့ weight ပပလေးနဲ့စကန်အောင်နာလေးမှာဒီလိုလှပတက်ရက်စွာရှိနေကြတယ်ပေါ့နော်ငယ်တော့ကျက်ဆန်မိချက်တိုင်းဆော့ခဲ့တာဒီနေရာမှာတော်တော်အသုံးဝင်သွားတယ်ပြီးတော့ဒီမှာစကတ်ရဲ့ရေလိုင်းလိုလေးဖြတ်ထားတဲ့အနားလေးမှာဒီချီချိုးလေးတွေကိုထည့်ချုပ်ထားပြီးတော့အပေါ်ကပန်းလေးတွေနဲ့ပြန်ထိန်းပြီးတော့လိုင်းလေးတွေပေါ်အောင်ပုံဖော်ထားပြီးတယ်နော်ကဲချစ်စရာလေးပါအပြင်မှာလည်းအရန်လှတယ်နော်ကြာရင်လိုက်ချုပ်ဝေးကြည့်ကြပါဒီလိုမျိုးလေးကဲဘယ်လောက်တောင်လှလိုက်လဲမြက်ကတော့ client ကိုချုပ်ပေးနေကိုပါဝစ်ချင်စိတ်တွေပေါက်သွားလို့တစ်ထည်လောက်တော့ချုပ်ဝေးအောင်မယ်လို့စိတ်ကူးမိတယ်ပေါ့နော်အရန်လှတဲ့ဝတ်စုံလေး client အတွက်အနာပါဆုံးလေးစိတ်ကူးရင်ပြီးတော့မှပုံဖော်ထားပေးပါတယ်ကြာရင်သေးလေးပြီးသွားနော်